စိတ်တမကြပါနဲ့ဒီနေ့မှာဆင်းရဲနေတယ်ဆိုတာမင်းတသက်လုံးဆင်းရဲနေမဲ့အတိတ်ပဲမဟုတ်ပါဘူးမင်းမှာငွေမရှိရင်လည်းစိတ်တက်ရှင်စတင်လို့ရပါတယ်အားနေတာကပြစ်မဟုတ်ရက်တန်လိုက်တာကတော့အမှားတစ်ခုပါပဲနော်မင်းရဲ့အခက်ခဲကမင်းကိုတိုးတက်အောင်ဖန်တီးနိုင်တဲ့လှေကားတွေပါဒီနေ့မှာမင်းအားနေနေပြီမဲ့တနေ့မှာတော့မင်းကခွန်အားရှိတဲ့သူဖြစ်လာမှာမင်းရဲ့ပြင်းပြတဲ့စိတ်သက်ခိုင်မာမှုကမင်းစီအခွင့်အလမ်းကြီးရောက်ကိုရောက်လာမယ်ဒီအခြေအနေကိုရရင်မင်းတဟုန်လို့တိုးတက်ဖို့အတွက်အခုကလေးကသင့်ပြင်ထားနော်အားနေသူတွေကမကြွေးကြော်ဘူးမကြွားဝါဘူးတိတ်ကလေးနဲ့အောင်မြင်မှုကိုတည်ဆောက်နေကြတာ